မင်းဟာအာနာကြီးဆုံးလူမိုက်မျိုးရိုးကြီးရဲ့တူတဲ့သောစက္ကန့်သူပဲမင်းရဲ့ဘိုးဘေးကအရှိလေပိုင်းမှာလက်ညှိုးထိုးမလွဲအောင်မြင်တဲ့လက်နက်မောင်ခိုပြီးရင်အဖိုးဖြစ်သူကတနယ်လုံးချင်းချင်းတောက်ကြော်ကြတဲ့လူမိုက်ခေါင်းဆောင်ကြီးမင်းရဲ့မိဘတွေကတော့တမျိုးလုံးရဲ့မြေအောက်လောကစီစနစ်ကိုလက်ဝါးကြီးအုပ်ထားတဲ့ကလန့်ကနောက်ွယ်ကဖရင်တွေပေါ့ဒါပေမဲ့တမျိုးသားလုံးကမျောလင်းချက်ပုံអော်ထားတဲ့ဒီတက်ခင်လေးကဘာဖြစ်လို့စာပဲဖတ်လို့နေတဲ့စာကြဘိုးတယောက်ဖြစ်နေရတာလဲတနေ့ကင်းလုံးစာအုပ်ကိုပွေးပိုက်ပြီးဖတ်နေတော့တာပဲမင်းကကျွန်တော်စာပဲအာယုံဆိုင်ပြီးပေချင်းတက်ကတူရှမ်းတဲ့ပဲလေးဟာဇာတ်တဲ့ပြီးနေကိုတက်မှာလို့အတီးပေါက်ကြီးညာလိုက်တဲ့အချိန်မှာမင်းဖေကခါကခုနှစ်ဖေးရောအမတ်တစိတ်သားရီကားဘက်ကိုတိတ်တဆိတ်ဆွဲထုတ်လိုက်ပြီးဒေါသတကြီးနဲ့အော်တော့တာပေါ့အိမ်မှာစက်ခံဖို့ဟိုတယ်ရာနဲ့ချီရှိနေတာကိုမင်းတင်တဲ့စာတွေကဘာလို့ဖို့လဲတကယ်ပဲဒေါသထွက်ဖို့ကောင်းတယ်ဒီနေ့တော့မင်းမျက်နှာပွင့်ထွက်သွားအောင်မရရရင်မဖြစ်ဘူးဒီအခြေအနေကိုမြင်တော့မင်းတက်ပြင်းချယုံကလွဲလို့ဘာမှမတတ်နိုင်ဘူးမင်းလည်းပျော်ပျော်ပါးပါးနဲ့အေးဆေးနေချင်တာပေါ့ဒါပေမဲ့အဲ့ဒီအသေးခံစနစ်ဟဲရှုံနဲ့ကခွင့်ပြုလို့လားဟုတ်တယ်မင်းနောက်တစ်ချိန်လူဝင်စားပြန်လဲမွေးဖွားလာတာဒီတဘဝမှာတော့မင်းဟာနမီကျော်လူမျိုးနွယ်စုရဲ့စက္ကန့်သူလူကြံဖြစ်လာခဲ့တယ်ယောက်ျားလေးပဲအဖိုးကြီးလူရေလာကြည့်ဦးမင်းကဒီတဘဝမှာအေးဆေးစိမ်နဲ့နေမယ်လို့တွေးနေတော့မှပဲဆူရှားတဲ့စနစ်တန်ထွက်ပေါ်လာတယ်အိမ်ရှင်အနေနဲ့စာပေကိုစိတ်ရောကိုပါအာယုံစိုက်ပြီးအမှန်တရားနဲ့အလင်းရောင်ကိုပြန့်ပွားစေမယ်ဆိုရင်ကောင်းမွန်တဲ့ဆုလက်တွေရရှိမဲ့အပြင်တက်တန်းကိုလည်းတိုးမြင့်နိုင်မှာဖြစ်ပါတယ်ဒီစကားကိုကြားတော့မင်းလောင်ရမိတာပေါ့ဒီလိုမိသားစုနောက်ခံမျိုးရှိနေတာကိုစာတင်နေဦးမလားငါကတမျိုးလုံးမှာရှိတဲ့အနှိတ်ခမ်းပရေချိုးကန်းတွေကိုပိုင်ဆိုးမဲ့တခင်လေးလုံးမှာဒီစနစ်အစုပ်မြ мян ထွက်သွားစမ်းငါစာမတင်ရင်မင်းကကိုဘာလုပ်နိုင်မလဲကြည်ရသေးတာပေါ့ဒါပေမဲ့နောက်တစ်စက္ကန့်မှာပဲမင်းမျက်စိရှိမှအချိန်ရည်အတွက်ပြတင်းပေါက်ပေါ်လာတယ်ကြံရှိသောတက်တန်း9မိနစ်23စက္ကန့်တစ်ချိန်တည်းမှာပဲဘီလာအင်ကြီးရဲ့အိတ်ခမ်းထဲမှာတတိမင့်မျောနေတဲ့မင်းရဲ့နှလုံးခုန်လုံးကအလျင်မြန်ကျဆင်းလာပြီးစက်ကနေစူးစူးရှားရှားအချက်ပေးတံတွေမြည်လာတဲ့ထိတ်တန်းဆေးဘက်ဆိုင်ရာကျွမ်းကျင်သူဒါဇင်ကျော်ဟာမျက်နာတွေဖြူလျော်သွားကြတယ်ဘေးနားကလူမိသားစုရဲ့အိမ်ထောင်ဦးစီးလူပချမ်းကဒေါသတကြီးနဲ့အော်ဟစ်တော်တယ်ငါသားကိုကဲကြဆန်းကယ်လို့မရရင်မင်းတို့အားလုံးကိုအာဖရိကပို့ပစ်မယ်မင်းမေကလည်းကုတင်ဘေးမှာငိုယိုပြီးထိတ်လန့်နေတဲ့ခဏအကြာမှာတော့ဆရာဝန်တယောက်ကတုံတုံရင်ရင်နဲ့ရှေ့တိုးလာပြီးစိတ်ပြက်လက်ပြက်ပြောတယ်တခင်လေးကဒီညကိုကြော်ဖြတ်နိုင်ဖို့မလွယ်တော့ပါဘူးဒီစကားကိုကြားတော့မင်းမေလည်းမျက်ရည်တွေအတားအဆီးမရှိကြလာပြီးမင်းလက်ကိုတင်းတင်းဆုပ်ကင်ကငိုကြွေးတော့တယ်တားလေးအမေတို့ကိုထားမသွားပါနဲ့နောက်ဆိုတားကိန်းအစွဲတော့ရဲ့ဆော့တာကိုအမေမဆူတော့ပါဘူးစကားဆုံးမှာပဲနှလုံးခုန်နှုံးတိုင်းဆက်ကအဲစရာကောင်းလောက်အောင်ပြန်လဲလှုပ်ရှားလာပြီးအသက်ငင်နေတဲ့မင်းဟာကုတင်ပေါ်ကနေဖြတ်ခနဲထထိုင်လိုက်တယ်မတက်နိုင်ဘူးလေအသက်ရှင်ဖို့အတွက်စနစ်ကိုအရှုံးပေးလိုက်ရတာပဲယောက်ျားကောင်းဆိုတာကွေးတင်ရင်ကွေးရမယ်အရင်ဆုံးစာစူးစမ်းပြီးအသက်တန်း200ချီရအောင်လုပ်ဖို့ကပထမဆုံးအရေးကြီးဆုံးကိစ္စပဲဒီရုပ်တရက်အခြေအနေကြောင့်အခန်းထဲကလူတွေအားလုံးလန့်ဖြတ်သွားကြတယ်မင်းကမျက်ရည်တွေနဲ့ဖြစ်နေတဲ့မင်းမေကိုကြည့်ပြီးအတီးပေါက်ကတိပေးလိုက်တယ်အမေစိတ်ချပါနောက်ဆိုကျွန်တော်စာစူးစမ်းပြီးစံပြကျောင်းသားဖြစ်အောင်လုပ်မယ်ပြီးရင်လူဖွဲ့စည်းကိုအကျိုးပြုမယ်ဒီစကားကိုကြားတော့ငိုနေတဲ့မိခင်ဖြစ်သူကကြောင်အန်းသွားပြီးမင်းနာဘူးကိုစမ်းကြည့်တယ်ပြီးတော့ပို့ပြီးငိုချလိုက်ပြန်တယ်သွားပါပြီငါသားလေးတကယ်ပဲယူသွားပြီးစာစူးစမ်းမယ်ဆိုတဲ့ရှောက်တွေးစကားတွေပြောနေတယ်ကိစ္စမရှိဘူးမိမကဘာပေါ်ကနမေကြီးဆရာဝန်တွေအကုန်ရှာပြီးတော့လဲငါသားဦးနောက်ကိုကောင်းအောင်ကူပေးမယ်တူးငိမ့်တူးညာနှစ်20ပေကျင်းတက္ကသိုလ်တက်မဲ့ကတိဒီအချိန်မှာမင်းကကျွမ်းထိုးပြီးကုတင်ပေါ်ကဆင်းလိုက်ကမိဘတွေရှေ့ကိုသွားပြီးလေးလေးနက်နက်ပြောလိုက်တယ်အမေရင်ကကျွန်တော်မိုင်းမဲခဲ့လို့အချိန်တွေဖြုံးပြီးဒုက္ခပေးခဲ့တယ်ဒါပေမဲ့ဒီတစ်ချိန်တော့ကျွန်တော်တီပြောတာကျွန်တော်စာစူးစမ်းပြီးပေကျင်းတက္ကသိုလ်ကိုအောင်တက်မယ်လူပချမ်းကမင်းနောက်နေတာမဟုတ်မှန်းသိလိုက်တဲ့အခါစိတ်ထဲမှာဝမ်းသာသွားပြီးနောက်တစ်စက္ကန့်မှာပဲခါကခုနှစ်ဖဲရောခါပတ်ကိုပြန်ထုတ်ပြီးရိုက်နှက်တော့တာပဲမင်းကကြက်တုံထောင်းတယ်လို့ခေါင်းညိတ်ပြီးနားလဲပါပြီလို့မအောင်မချင်းအဖေဖြစ်သူကခါပတ်ကိုပြန်မသိမ်းဘူးမင်းလဲမျက်နှာတလောကလုံးဖုံတွေနဲ့အိတ်ခမ်းထဲကိုပြန်ပြေးခဲ့ရတယ်ဖုံးကိုဖွင့်လိုက်တာနဲ့မဖက်ရသေးတဲ့စာတွေအများကြီးပေါ်လာတယ်ပေးဖို့သူကနမီတစ်ခုတည်းပဲပိုင်ရော့ရွှဲလူကြံနှင့်ကိုမြင်ရတာတင်ယွံဖို့ကောင်းတယ်စာမတက်ပေမတက်လူမိုက်ကောင်ကငါနဲ့မိသားစုချင်းလက်ထပ်ဖို့တွေးနေသေးတယ်ရဲစရာပဲနောက်ဆိုငါကိုလာမချင်းနဲ့ဘယ်တော့မှမတွေ့ချေမင်းကမူလခန္ဓာကိုယ်ပိုင်ရှင်ရဲ့မှတ်ဉာဏ်တွေကိုပြန်ရှာကြည့်တော့မှပိုင်ရော့ရွှဲရဲ့နောက်ခံကိုတတိရတယ်သူကကူမင်းမျိုးမှာကြောင်းတက်နေတာဖြစ်ပေမဲ့သူ့မိသားစုကမျိုးတော်ပေချင်းမှာအမြင့်တွယ်နေတဲ့အာနာရှိမိသားစုကြီးဖြစ်တယ်ဒါကြောင့်လဲမင်းဖေကပိုင်ရော့ရွှဲကိုလက်ထပ်ဖို့အဓိကတာဝန်ပေးထားတာဒါပေမဲ့မူလခန္ဓာကိုယ်ပိုင်ရှင်ကလည်းထူးဆန်းတဲ့ဒီတာဝန်ကိုအောင်မြင်ဖို့အတွက်လူမိုက်တပည့်တွေကိုခေါ်ပြီးကျောင်းပေါဝမှာလူအများဆုံးချိန်သွားဆောင်ပြီးပန်းပေးခဲ့တဲ့ကျောင်းရဲ့အတန်လွင့်ခန်းထဲအထိဝင်ပြီးတကျောင်းလုံးရှိမှပိုင်ရော့ရွှဲကိုတနာရီကြာအောင်အချစ်စာဝန်ခံခဲ့သေးတယ်အထက်တန်းလွာကလာတဲ့ပိုင်ရော့ရွှဲအတွက်တော့ဒါဟာအဆက်ခွဲခံရတာပဲလူကြံကိုသဘောကျဖို့ဝေးစွာခုဆိုတရွေးနဲ့ထွေးရင်တောင်သူ့လက်ညစ်ပတ်မှာစိုးရိမ်နေတာမင်းကစိတ်ပြက်လက်ပြက်နဲ့ခေါင်းခါပြီးဖုံးပိတ်လိုက်တယ်ငါကလူဝင်စားပြီးသားပဲနင်းနောက်ကိုခွေးတကောင်လိုလိုက်နေစရာလားအခုအချိန်မှာအရေးကြီးဆုံးကအသက်ရှင်ဖို့တက်တန်းစုဆောင်ရမှာဒါပေမဲ့မင်းမထင်မှတ်ထားတာကမိဘတွေကစာတင်တာကိုအပြင်းထန်ကန့်ကွက်ပေမဲ့အိတ်ခမ်းထဲကစာအုပ်စင်မှာစာအုပ်တွေပြည့်နေတာပဲမင်းစာအုပ်ချို့ကိုထုတ်ကြည့်လိုက်တော့ကြောင်အန်းသွားတယ်ကောင်မလေးတွေကိုလိုက်ဖမ်းနေဆက်ရှစ်နေလူ
လူတက်တဲ့အခါအသက်အန္တရာယ်ရှိတဲ့နေရာတွေကိုဘလို့ရှောင်မလဲယောက်ျားတစ်ယောက်ရဲ့ဆွဲဆောင်မှုကိုမြင့်တင်ပေးမဲ့ရှိုးဝက်ချက်တစ်ဆက်ချက်ဒါတွေကအထက်တန်းကျောင်းသားတစ်ယောက်ဖတ်ရမယ့်စာအုပ်တွေလားမင်းလက်မလျှော့ပဲဆက်ရှာတော့မှငကားနိုင်ငံတိုင်းပညာဆိုတဲ့စာအုပ်ကိုတွေ့ပြီးဝမ်းသာအားရနဲ့လန့်ဖက်လိုက်တဲ့အဲ့ဒီအချိန်မှာပဲစနစ်တန်ထွက်လာတယ်အိမ်ရှင်သည်ငကားနိုင်ငံတိုင်းပညာကိုဖတ်ရှုနေကြောင်းစစ်ဆေးတွေ့ရှိရသဖြင့်တက်တန်း1မိနစ်တိုး1မိနစ်တိုး1မိနစ်တိုးစာအုပ်ဖတ်ရင်တက်တန်းတိုးယုံတင်မကပဲအဲ့ဒီစွမ်းရည်ပါရတာကိုမင်းကယောက်ျားတစ်ယောက်ရဲ့စွမ်းဆောင်ရည်မြင့်တင်ပြီးတစ်ဆက်ချက်စာအုပ်ကိုကြည့်ပြီးအတိတ်ပဲပါပြုံးလိုက်တဲ့စာအုပ်လန်လိုက်တာနဲ့စနစ်တန်ကထက်မီလာပြန်နေမင်းကည10နာရီအထိစက်တိုက်ဖတ်လိုက်တာကြောင့်တိုင်းပညာစွမ်းရည်ကတိုးလေးကိုရောက်သွားပြီးတက်တန်းက9ရက်နဲ့6နာရီအထိတိုးသွားတဲ့ယောက်ျားစွမ်းဆောင်ရည်လည်းအများကြီးတက်လာတယ်ဒီခံစားချက်ကတကယ်လန်းဆန်းလာကြည်လားနောက်တနေ့မနက်အိမ်စီဒါဇင်ကျော်ကဝိုင်းလာပြီးအဝတ်စားလဲမနှက်စာကျွေးတာကိုအစင်တင်လုပ်ပေးကြတယ်အားလုံးအစင်တင်ဖြစ်တော့ရက်တန်အိတ်ကိုရကားကြီးပေါ်ကိုပို့ပေးကြတယ်မထွက်ခွာခင်အိမ်စီတယောက်ကတိုးတိုးလေးလာတတိပေးသေးတယ်တခင်လေးเจ้าရောက်ရင်အဖိုးကြီးမှာထားတာကိုမမေ့ပါနဲ့စာကိုအတီးပေါက်မတင်ပါနဲ့အခုအရေးကြီးဆုံးကအချစ်ရေးပဲပိုင်လေးကိုရအောင်လိုက်ပါဦး10မိနစ်အကြာမှာနော့တန်အိတ်ကိုရကားကြီးကကူမင်းမျိုးအမှတ်73အထက်တန်းကျောင်းဘဝမှာရက်လိုက်တယ်ဒီကျောင်းကနမီပြက်နဲ့ကြော်ကြားတဲ့ကျောင်းပဲလူမိုက်တွေနေရအနှံ့ရှိပြီးကျောင်းသားတွေကိုဝင်ရနှုံးကတက္ကသိုလ်အောင်နှုံးထက်မြင့်မားတယ်လို့နမေကြီးတယ်မင်းကိုဒီလိုကျောင်းမှာထားရတာကအဖေဖြစ်သူလူပချမ်းကဒီလိုဆိုးရွားတဲ့ပတ်ဝန်းကျင်မှာရုန်းကန်ပြီးသူ့လိုလူမိုက်ကြီးဖြစ်လာအောင်ရည်ရွယ်ပြီးပို့ထားတာပိုင်ရော့ရွှဲကတော့ကျောင်းရဲ့အတော်ဆုံးအထူးတန်းမှာတက်နေတာကားပေါ်ကဆင်းပြီးကျောင်းဘဝကိုရှောက်သွားတော့စံပင်ဆေးရောင်စုံဆိုးထားတဲ့လူမိုက်တစုကဝိုင်းလာကြတယ်မင်းကမူလခန္ဓာကိုယ်ရဲ့မှတ်ဉဏ်အရာဒီလူတွေကကျောင်းမှာမင်းသိမ်းထားတဲ့တပည့်တွေမှန်းသိပြီးစိတ်မရှိစွာနဲ့လက်ဝဲရန်ကဖယ်ခိုင်းလိုက်တယ်ပြီးတော့ကိုတန်းအခန်း8စာသင်ခန်းစီတန်းသွားလိုက်တယ်စာသင်ခန်းထဲရောက်တော့မင်းခုံထဲကစာအုပ်တွေကိုထုတ်ကြည့်လိုက်တယ်စာသင်နဲ့ဝက်ကျိုးနေပြီချစ်ပေမဲ့စာအုပ်တွေကအသစ်ဆက်ဆက်တိုင်းပဲမင်းမျက်လုံးတွေတောက်ပတ်သွားတယ်ဒါတွေကငါအတွက်တက်တန်းတိုးပေးမဲ့ရတနာတွေပဲမင်းတင်ချစာအုပ်ကိုလန်ပြီးစာပေသမုတ်တရတဲ့နစ်မျောတော့မဲ့အချိန်မှာပဲစာသင်ခန်းတကားဝမှာလပလုံးနဲ့ပိုင်ရော့ရွှဲပေါ်လာပြီးမင်းကိုစိုက်ကြည့်ကအေးဆက်ဆက်ပြောတယ်လူကြံနေဘာသဘောလဲနိုးလာပြီဆိုရင်ဘာလို့ငါးစာကိုပြန်မဖြေတာလဲလူတယောက်ကိုမျောလင်းချက်ပေးပြီးမှစိတ်ပြတ်အောင်လုပ်တာဘလို့ခံစားရလဲတီလားငါပြောမယ်လူကြံငါတစ်သက်လုံးလင်မရရင်တောင်နင်လိုလူမျိုးကိုတော့လက်မထပ်ဘူးပိုင်ရော့ရွှဲကစကားတွေအများကြီးပြောလိုက်ပေမဲ့မင်းကသူ့ကိုဂယူးမဆိုင်ပဲစာပဲစက်ဖက်နေတာကိုတွေ့သွားတယ်ဟဲ့ငါပြောနေတာကြားလားမင်းကအေးအေးဆေးဆေးပဲတုံ့ပြန်လိုက်တယ်ပြောလို့ပြီးရင်ဖယ်ဦးစာတင်တာကိုအနောက်ရှက်မပေးနဲ့ပိုင်ရော့ရွှဲကဒေါသရကြီးလက်ထွက်သွားပေမဲ့မင်းစိတ်ထဲမှာဘာလိုက်နဲ့ဘိုးမှမထချင်ပဲတင်းချစာအုပ်ကိုပဲဆက်ဖက်နေတဲ့အတန်းထဲကယောက်ျားလေးတွေကတော့ဝိုင်းပြောကြတာပေါ့ပိုင်ရော့ရွှဲထွက်သွားပြီးမကြခင်မှာပဲတင်းချစာအုပ်ပွေးပိုက်ထားတဲ့ဆီယာမအစ်စ်ဝင်လာတယ်သူကတော့လင်းရွယ်ပါသူကအလွန်လာပါပေမဲ့တကယ်တော့လူမိသားစုကိုနှိမ်နှင်းဖို့လာတဲ့ရဲတက္ကသိုလ်ဒေါက်တာဘွဲရရှို့ဝက်ရဲမေရဲ့အတန်းထဲမှာကျောင်းသားတွေစူညံပြီးဆီယာမကိုစနှောက်နေကြတော့မင်းကစာအုပ်ကိုကျမ်းပြင်ပေါ်ရိုက်ချလိုက်ပြီးခြေထောက်နဲ့နင်းပစ်လိုက်တဲ့အကြောင်းကတော့စနစ်ကနေရုတ်တရက်အချက်ပေးလာလို့ပဲအိမ်ရှင်နေဖြင့်စိတ်ထဲတွင်အစဲရောဟဲဟစ်ရှာဟူအော်ဟစ်မှသာဆုလပ်စနစ်ကိုစတင်နိုင်ပြီဖြစ်သည်မင်းစိတ်ထဲကနေကြိမ်ဆဲမိတယ်ဒီစနစ်အစုပ်ဒီလောက်ရေးကြီးတာကိုစောစောမပြောဘူးငါတက်တန်းတွေအလားဟာကုံသွားပြီးအစဲရောဟဲဟစ်ရှာတဲ့ရှာတဲ့ထောက်လင်းရွက်ကဒေါသထွက်ပြီးတစ်သားစာပွဲခုံကိုလက်ဝါးနဲ့ရိုက်ချလိုက်ရာစာပွဲခုံကနှစ်ချမ်းခွဲသွားတဲ့ចောင်းသားတွေကထပ်ပြီးရေမောပြီးစနှောက်နေကြတော့မှပဲမင်းကမတက်ရက်ပြီးអော်လိုက်တယ်အားလုံးပါဆက်ပိတ်ဆန်နိုင်ငံတော်ကပညာသင်ပေးတာကိုမင်းတို့ကအချိန်ဖြုံးနေကြတယ်မိဘတွေကိုမတနာဘူးလားငါပြောထားမယ်နောက်တစ်ယောက်ထပ်ဆူလို့စာတင်တာအနောက်ရှက်ဖြစ်ရင်ငါအကြောင်းသိစေရမယ်တတန်းလုံးချက်ချင်းငိမ့်ကျသွားတယ်မင်းကတကယ်ဒေါသထွက်သွားတာအဲ့ဒီအချိန်မှာစနစ်တန်ထွက်လာပြန်တယ်